မင်္ဂလာပါရှင်ဒီကနေ့21ရက်အတွင်းငွေအများကြီးဝင်စီတဲ့ affirmation လေးလာပြီးညောင်ပေးမှာဖြစ်ပါတယ်ဒီ affirmation ကိုမနက်တစ်ခါညတစ်ခါပုံမှန်လေးနားထောင်သွားပြီးမယ်နော်ဒါဆိုရင်ငွေအများကြီးဝင်လာမှာဖြစ်ပါတယ်ငါကအဖက်ဖက်ကပြည့်စုံကြွယ်ဝတဲ့သူဖြစ်တယ်ငါကအယံချမ်းသာကြွယ်ဝတဲ့သူဖြစ်တယ်ငါကအယံအောင်မြင်တဲ့သူဖြစ်တယ်ငါကအယံကံကောင်းတဲ့သူဖြစ်တယ်ငါကငွေတွေကိုလွယ်လွယ်လေးနဲ့ရတဲ့သူဖြစ်တယ်ဒီနေ့ငါငွေထုတ်အကြီးကြီးရထားပြီးပြီငါကငွေကြီးတွက်မနိုင်အောင်လာစဉ်လာတိုင်ရတယ်ငါကငွေကြီးမှာပြည့်စုံကြွယ်ဝတယ်ငါကဘာဝဲကင်လိုက်တိုင်အရာအားလုံးရွှေနေပြီဖြစ်ကုန်တယ်ငွေကငါရဲ့ဘဏ်အကောင့်ထဲကိုအချိန်တိုင်းပြေးပြီးတော့ဝင်လာနေကြတယ်ဝေကငါကိုအိတ်တဲ့အချိန်ကောနိုးတဲ့အချိန်မှာပါအလုပ်တွေလုပ်ပြီးနေကြတယ်ငါမှငွေများပြားပိုရှန်စွာရှိတယ်ငါကမဟာတန်းကျွယ်တတိဖြစ်နေပြီငါကကံကောင်းခြင်းတွေကိုအံ့ဩဖွယ်ကောင်းတော့အောင်ရရှိပြီငါကချမ်းသာကြွယ်ဝခြင်းတွေကိုနေ့ချင်းညချင်းကြီးအံ့ဩဖွယ်ကောင်းတော့အောင်ရရှိပြီငါကနေ့ချင်းညချင်းကြီးမဟာတန်းကျွတ်တတိဖြစ်လာပြီငါကအဖက်ဖက်ကပြည့်စုံကြွယ်ဝတဲ့သူဖြစ်တယ်ငါကအယံချမ်းသာကြွယ်ဝတဲ့သူဖြစ်တယ်ငါကအောင်မြင်တဲ့သူဖြစ်တယ်ငါကအယံကံကောင်းတဲ့သူဖြစ်တယ်ငါကငွေတွေကိုလွယ်လွယ်လေးနဲ့ရတဲ့သူဖြစ်တယ်ဒီနေ့ငါငွေထုတ်အကြီးကြီးရထားပြီးပြီငါကငွေကြီးတွက်မနိုင်အောင်လာစဉ်လာတိုင်ရတယ်ငါကငွေကြီးမှာပြည့်စုံကြွယ်ဝတယ်ငါဘာကိုပဲကန်လိုက်တိုင်အရာအားလုံးရွှေငွေဖြစ်ကုန်တယ်ငွေကငါရဲ့ဘဏ်အကောင့်တွေကိုအချိန်တိုင်းပြေးပြီးတော့ဝင်လာနေကြတယ်ငွေကငါကိုအိတ်တဲ့အချိန်ကောနိုးတဲ့အချိန်မှာပါအလုပ်တွေလုပ်ပြီးနေကြတယ်ငါမှငွေများပြားပိုရှန်စွာရှိတယ်ငါကမဟာတန်းကျွတ်တတိမကြီးဖြစ်နေပြီငါကကံကောင်းခြင်းတွေကိုအံ့ဩဖွယ်ကောင်းတော့အောင်လက်ခံရရှိတယ်ငါကအံ့ဩစရာကောင်းတော့အောင်နေ့ချင်းညချင်းကြီးမဟာတန်းကျွတ်တတိမကြီးဖြစ်နေပြီကျေးဇူးတင်ပါတယ်